မင်္ဂလာပွဲအတွက်နိုင်ငံခြားမှာပတ်စံမဖြုံးပဲမွန်ရိုးရာအတိုင်းသာကျင်းပခဲ့တဲ့မေပကြီးတို့ဇနီးမောင်နှံပြည်သူများလုံးပဲမင်္ဂလာပါဒီအပိုင်းအတွင်းမှာတော့အနုပညာရှင်တွေရဲ့မင်္ဂလာပွဲသတင်းတွေကတော်တော်လေးကိုဇက်တိုက်ထွက်ပေါ်နေတာကိုတွေ့ရမှာပါပြည်သက်တွေအရန်ချစ်ကြတဲ့မင်းသမီးချောဆိုပြည့်သစင်ရဲ့မင်္ဂလာပွဲသတင်းတွေဟိုလီကြော်ကြော်ဖြစ်နေတုံးမှာပဲနောက်ထပ်အနုပညာရှင်တို့ဖြစ်တဲ့မေပကြီးကလည်းသူ့ရဲ့နှစ်ရှည်လာများတွဲလာတဲ့ချစ်သူစီကနေလက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့သတင်းကောင်းကိုမျှဝေခဲ့တာပါဟုတ်ပါတယ်ပြည်သက်ကြီးမေပကြီးကတော့သူ့ရဲ့ချစ်သူကောင်းလေးနဲ့တကယ်ကိုနှစ်ရှည်လာများတွဲခဲ့တာပါပြီးခဲ့တဲ့ရက်ပိုင်းကပဲအရန်ကိုချစ်စရာကောင်းပြီးရိုမန်တစ်ဖြစ်တဲ့ပွဲလေးတစ်ခုနဲ့အတူလက်ထပ်ခွင့်တောင်းခံခဲ့ရတာပါအဲဒီနောက်မှာတော့ပြည်သက်တွေမျက်စိကျိန်းလောက်အောင်အမိုက်စား pre-wedding ပုံရိပ်တွေကိုချပြလာခဲ့တာပါဒီပုံတွေကဘလောက်တောင်လူကြိုက်များလဲဆိုရင်တော့မင်းသမီးချောဆိုပြည့်သစင်ရဲ့မင်္ဂလာပွဲသတင်းတွေနဲ့အပြိုင်တောင်လူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ရတာပါဒါကြောင့်မို့ပြည်သက်တွေတော်တော်များများကလည်းထင်ကြီးပေးခဲ့ကြတယ်ရှင်မေပကြီးတို့ရဲ့မင်္ဂလာပွဲကတော့ဒီနှစ်ရဲ့အခမ်းအနားဆုံးအကြီးကျယ်ဆုံးမင်္ဂလာပွဲတစ်ပွဲဖြစ်လာတော့မှာပဲဆိုပြီးတော့ပေါ့ရှင်တချို့ကဆိုရင်သူတို့နှစ်ယောက်ကနိုင်ငံခြားမှာမြန်သွားချင်းပါမလားဒါမှမဟုတ်ဟိုတယ်ကြီးတွေမှာအခမ်းအနားဆုံးပြင်ဆင်ချင်းပါမလားဆိုပြီးတော့ရင်ခုန်စိတ်လုံရှားစွာနဲ့စောင့်ကြည့်နေခဲ့ကြတာပါဒါပေမဲ့ပြည်သက်တို့ထင်ထားသလိုဖြစ်မလာခဲ့ဘူးရှင်မေပကြီးရဲ့တကယ်လက်ထပ်ပွဲလေးကပြည်သက်တွေမျှော်လင့်ထားတဲ့လုံးဝကိုစန့်ကျင်ဘက်အယိုးရှင်းဆုံးနဲ့အတိတ်ပဲအရှိဆုံးပုံစံလေးတစ်ခုဖြစ်နေခဲ့ပါတယ်ဟုတ်ပါတယ်မေပကြီးကသူ့ဘဝရဲ့အရေးကြီးဆုံးနေ့တစ်နေ့ဖြစ်တဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကိုဘယ်လိုနေရာမှာကျင်းပခဲ့တယ်လို့ထင်ပါတယ်ခမ်းနားတဲ့ဟိုတယ်ကြီးတွေထဲမှာမဟုတ်ပါဘူးသူကျင်းပခဲ့တာကစိမ့်ဆုံနေတဲ့သစ်ပင်တွေကြောင့်တဘာဝတရားရဲ့အလှတရားတွေဝန်းရံနေတဲ့နေရာလေးတစ်ခုမှာပါဒီနေရာမှာပို့ပြီးလေးစားစရာကောင်းတာတစ်ခုရှိပါသေးရဲ့ရှင်သူများတွေလိုပန်းတွေပန်းစည်းကြီးတွေနဲ့မြိုင်ဆိုင်နေအောင်အပြင်ဆင်ကိုအာမတန်ခဲ့ပါဘူးဘာလို့လဲဆိုတော့မေပကြီးရဲ့အတွေ့လေးကအရန်လှလို့ပါရှင်သူစဉ်းစားမိတာကပန်းတွေကိုအများကြီးခုပြီးလှလှပပစိုက်ထိုးပြင်ဆင်ထားလေအချိန်တစ်ခုကြာရင်သူတို့အားလုံးကညှို့နှမ်းသွားပြီးတိတ်ဆုံးကြမှာပဲဆိုတာပါပဲဒါကြောင့်မို့သူမကဒီလိုယာယီအလှတရားတွေအစားရှင်သန်နေစေဖြစ်တဲ့အေးမြတဲ့အရေးအဝါဒကိုပေးနေတဲ့တိတ်ရိပ်ဝါရိပ်တွေအောက်မှာပဲသူ့ရဲ့လက်ထပ်ပွဲလေးကိုတဘာဝတရားနဲ့တသားရဲ့ကြောင်ကျင်းပခဲ့တာဖြစ်ပါတယ်ဒီအတွေ့လေးကတကယ်ကိုချီးကျူးစရာကောင်းတယ်လို့အရန်လည်းအတူယူစရာကောင်းပါတယ်နော်နောက်ထပ်ထူးခြားချက်တစ်ခုကဝစ်စုံပိုင်းပဲဖြစ်ပါတယ်မေပကြီးကသူ့ရဲ့မင်္ဂလာပွဲမှာခင်မိတဲ့အနောက်တိုင်းဆန်ဆန်ခေါင်းဝင်အဖြူကြီးတွေဒီဇိုင်းအစမ်းကြီးတွေကိုဦးစားမပေးခဲ့ပါဘူးသူဦးစားပေးခဲ့တာကသူ့ရဲ့မွန်လူမျိုးဆိုတဲ့ဂုံပုံမွန်ရိုးရာယဉ်ကျေးမှုကိုပါပဲဟုတ်ပါတယ်သူကမွန်ရိုးရာဝစ်စုံကိုသာအဓိကထားပြီးဝစ်ဆင်ခဲ့တာရှင်မွန်ရိုးရာထမင်းကိုသတို့သမီးအဖြစ်ဘလောက်တင့်တယ်အောင်ဘလောက်ခမ်းညသွားအောင်ဝစ်ဆင်လို့ရတယ်ဆိုတာကိုတသက်ပြချင်တဲ့စိတ်နဲ့အခုလိုရိုးရှင်းစွာပြင်ဆင်ချုပ်လုပ်ပြီးဝစ်ဆင်ပြခဲ့တာပါမေပကြီးရဲ့မင်္ဂလာပွဲပြင်ဆင်မှုအလုံးကပကသနာတွေမပါပဲအရန်ကိုရိုးရှင်းလွန်းပေမဲ့အဲဒီရိုးရှင်းမှုကပဲသူ့ကိုပွဲထဲမှာအတင့်တယ်ဆုံးအတိတ်ပဲအရှိဆုံးသတို့သမီးလေးတယောက်ဖြစ်စေခဲ့တယ်လို့ပြည်သက်တော်တော်များများကမှတ်ချက်ပေးနေကြတာပါပကသနာတွေပတ်စံတွေအများကြီးအကုန်ခံတာတွေထက်ကိုယ့်ရဲ့ရိုးရာကိုချစ်မြတ်နိုးပြီးတဘာဝတရားနဲ့နှီးစပ်အောင်ကျင်းပခဲ့တဲ့မေပကြီးရဲ့မင်္ဂလာပွဲလေးကိုပြည်သက်တို့ရောသဘောကျလာရှင်မေပကြီးတို့ဇနီးမောင်နှံလည်းထာဝရလက်တွဲညီညီနဲ့ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ